JV U19 ရဲ့နီးပြချုပ်ပါ Joshua Van လို့ခေါ်တယ် JV ပေါ့နော်အတူကောင်းတယ်ဟုတ် JV FC ဆိုတာတော့အဓိကတော့ကျွန်တော်နာမည်ပေါ့နော် Joshua Van ကျွန်တော်အတူကောက်ပေါ့အဲ့ဒါကို JV လို့ကျွန်တော်နာမည်ပေးထားတယ်ကျွန်တော်မှလည်း JV Academy ရှိတယ် Sport Collection လည်းရှိတယ်ပြီးရင်ဒီ JV Futsal ပေါ့နော် Club အားရှိတာပေါ့အဓိကတော့ဒီပေါ့နော်ကျွန်တော်လည်း Academy လို့တော့အဲ့ကလေးတွေလူငယ်လေးတွေရှိတော့ဖူဆယ်ပေါ့နော် U19 ဝင်မယ်ဆိုတော့မနစ်ကဝင်တယ်ပထမဆုံးနှစ်ပါပဲမနစ်ကဝင်တော့တိုင်းသားများစုပေါ့နော်ကချင်ရှိတယ်မကွေးရှိတယ်ပြီးရင်တောင်ကြီးလိုမျိုးအများကြီးနဲ့စုဖွဲ့ထားတယ်ပြီးတော့ရန်ကုန်ကကလေးတွေပေါ့နော်အဲ့နဲ့စုဖွဲ့ထားပြီးတော့လောက်တာဖြစ်တယ်အဓိကတော့လူမျိုးစုံပါပဲဟုတ်ကျွန်တော်တော့ DJV စပြီးတော့လောက်တာလဲအဓိကတော့ဘယ်လိုပြောမလဲလူမျိုးဘာသာမရွေးပေါ့နော်အားလုံးပေါင်းဆက်ထားတာဖြစ်တယ်ပြီးရင်တိုင်းသားလဲမှန်တိုင်းပြောရင်လူမျိုးစုံပဲကျွန်တော်သိမှာတော့ဒါမမျှော်မှန်းထားတဲ့ဟာပေါ့နော်အဆင့်5အထိကျွန်တော်ရောက်နိုင်တယ်ပထမဆုံးနှစ်ဝင်ပြီမဲ့ဒီနှစ်ကျတော့အဓိကတော့ခုဖန်ပေါ့နော်ကရင်ကလေးတွေရှိတယ်ပြီးတော့လူမျိုးစုံမှာပဲဒါပေမဲ့လည်းအဓိကတော့ဒီနှစ်ကတော့လူငယ်လူတစ်တွေပေါ့နော်လူတစ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်အကောင်းဆုံးလဲစူးစမ်းထားပါမနစ်ကဆိုရင်ကျွန်တော်ကလေးတွေထဲမှာ3ယောက်ပေါ့နော်U19 ပမာဏ2ယောက်ပါတယ်16ကို1ယောက်ပါတယ်ဟုတ်3ယောက်ပါတယ်ဟုတ်ဒီနေ့ကတော့လည်းကျွန်တော်အကောင်းဆုံးစူးစမ်းထားတယ်ပေါ့နော်အကောင်းဆုံးဖြစ်မယ်လို့လည်းယုံကြည်တယ်ဟုတ်ဒီ JV U19 လဲဆက်လက်ပြီးတော့အားပေးပါအောင်လို့အကောင်းဆုံးကျွန်တော်ဖတ်ရလဲစူးစမ်းနေပါတယ်လို့ဟုတ်ကျေးဇူးပါကျွန်တော်နာမည်ကသူချင်းတော့ပါဗျကျွန်တော်အန်ကဆော့ပါပထမတော့ဒီတိုင်းပဲ training လိုက်စင်းတာအပျော်ပဲကန်15ရှိရဲဆို15ဝင်ကန်နေပြီးမှဆရာတယောက်ကဆရာသူရတယောက်ကကျွန်တော်16ကိုခေါ်လာပေါ့ MFU 16လေးကိုခေါ်လာအဲ့ကနေမှတစ်စင်ကောင်းလာလို့အခုဆရာသူကနေဒီကိုပို့ပေးရဆရာချစ်တဲ့ရတယ်ခေါ်တယ်ပေါ့ကျော်ဆရာပေါ့အဲ့ကနေပဲတဖြည်းဖြည်းတက်လာပေါ့ဒီကိုတူတူပူပေါင်းပြီးတော့လေ့ကျင့်ရတော့တော်တော်ကောင်းတယ်ပေါ့အရင်ထက်အများကြီးပိုကောင်းတယ်ကိုနဲ့ level တန်းတူ player တွေပဲအကုန်လုံးကိုထက်ကောင်းတဲ့ player တွေပဲနဲ့တွေ့ရပို့ပြီးတော့ဆော့လို့ကောင်းတယ်ဘောလုံးအခုကဒီတင်းဝက်လည်းတော်တော်စီးလုံးတယ်ပေါ့အရင်ဆော့လို့ကောင်းတယ်မိပြပိုင်းတွေရောဆရာတော်တော်ကောင်းပါတယ်ဘယ်လောက်ကြီးကောင်းလဲဆိုရင်ကျွန်တော်ဥပေါ်လဲနားလည်မှုပေးရပေါ့ဟုတ်ကစားကွက်ပိုင်းတွေ physical ပိုင်းတွေဆိုတော့တော်တော်လေးကောင်းတယ်အရင်ကအများကြီးကောင်းတယ်ဟုတ်ထင်ပါတယ်ဟုတ်တော်တော်ကောင်းနေကစားကွက်တွေလည်းတဖြည်းဖြည်းနဲ့တော်တော်မိလာပြီပေါ့ပွဲတော့အဆင်သင့်ဖြစ်နေဟုတ်ပြိုင်ပွဲတွေးမဲ့အသင်းတွေကတော့လုံးဝတသိန်းမှတော့မကြောက်ဘူးကိုတင်းဝမ်းနဲ့ကိုတောင်းမယ်ကိုစီးလုံးမှုနဲ့ပဲကိုတောင်းမယ်ပေါ့ကျွန်တော်နာမည်ကတော့ကောင်းခန့်စောပါဒီအတင်းမှာအလား position ကစားတာဟုတ်ကျွန်တော် futsal ကန်တာတော့လွန်ခဲ့တဲ့3နှစ်လောက်ကပေါ့ဆရာချစ်တဲတို့နဲ့မနစ်ကလည်း JB မှာပဲကန်ခဲ့တော့ဒီနေ့လည်းမှီတေးတော့ဒီမှာပဲဆက်ကန်ဖြစ်တာပေါ့အရင်ကွာချမှုတော့တိတ်မရှိပါဘူးအကောင်လုံးကတော့အကောင်းဆုံးကြိုးစားကြတယ်နီးပြတွေကလည်းအကောင်းဆုံးတင်ပေးကြတယ်ဆိုတော့တိတ်ပြီးတော့ကွာချမှုတော့မရှိပါဘူးအကောင်လုံးနဲ့တော့အဆင်ပြေပါ training စတဲ့ပထမဆုံးစတဲ့ရထက်ပို့ပြီးတော့ကောင်းလာကြတယ်အကောင်လုံးကအဆင်ပြေပါတယ်ကျွန်တော်တော့မှန်းတာတော့ champion လောက်ထိတော့မှန်းတာပါတယ်ဒါမှမဟုတ်လည်း1 2 3လောက်ထိတော့ရောက်ကန်သွားမယ်လို့တော့မျှော်လင့်ပါအကောင်လုံးပဲဒါမဲ့ပြန်ခွဲကြရင်ပိတ်သက်တွေအစားလိုင်းပေါ်ကကြီးမဲ့လူတွေရောကိုင်းနဲ့လာပေးမဲ့လူတွေအားလုံးဖိတ်ခေါ်ပါတယ်လို့